မင်္ဂလာပါဒါကြောင့်ဝိုင်းရဲ့ warm space ကပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမရဲ့ warm space page မှာလာပြီးတော့စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုကြည့်ပေးနေကြသူတွေကိုသတင်းကောင်းလေးတစ်ခုပေးချင်ပါတယ်အဲ့တော့ကျမဒီ TikTok မှာပေါ့နော်ဒီဗီဒီယိုလေးတွေကိုနေ့စဉ်မပြတ်တင်လာခဲ့တာတစ်လလောက်ရှိသွားပြီအဲ့တော့တစ်လအတွင်းမှာလည်းonline ကနေပြီးတော့ကျမစီမှာ counseling လာယူတဲ့ client တွေလည်းရှိခဲ့တယ်။အဲ့တော့ဒီကြားထဲမှာ online မဟုတ်ဘဲနဲ့ပေါ့နော်။ကျမနဲ့ပြင်ပမှာလူကိုယ်တိုင်လာရောက်ဆွေးနွေးခြင်းတဲ့သူတွေကမေးထားတဲ့မေးခွန်းလေးရှိတယ်။အဲ့ဒါကတော့ကျမရေပြင်ပမှာစီကန်းထိုင်လာပေါ့နော်။ဆိုတဲ့မေးခွန်းပေါ့။အဲ့တော့အဲ့ဒီမေးခွန်းကိုဖြည့်ပေးဖို့အတွက်ကျမကြားထဲမှာစူးစမ်းနေတယ်။အဲ့တော့ဒီနေ့မှာတော့ကျမကစီစဉ်ထားတဲ့နေရာလေးတစ်ခုလည်းအဆင်ပြေပြီဒါကြောင့်မို့လို့အားလုံးကိုအသိပေးချင်ပါတယ်အဲ့တော့ online အတွက်ကို counseling service ရှိတယ်ဆိုတာကိုကျမတို့သိပြီးသားဖြစ်တယ်အဲ့တော့ပြင်ပမှာပေါ့နော်နွေးနွေးထွေးထွေးနဲ့တွေးဆုံပေးနိုင်ဖို့အတွက်ကိုကျမစေကန်းတစ်ခုနဲ့ချိတ်ဆက်ပြီးတော့ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်အဲ့တော့စေကန်းကိုပြနိုင်မယ့်နေ့ရက်ကတော့အပတ်စဉ်တနင်္ဂနွေနေ့ဖြစ်ပါတယ်အဲ့တော့တတိပြုဖို့ရာအတွက်ကဒီကျမစီမှာပေါ့နော်ရက်ချင်းယူမယ်ဆိုလို့ရှိရင်စေကန်းမှာရက်ချင်းယူလို့မရပါဘူးအဲ့တော့ဘယ်လိုလာမှလဲဆိုလို့ရှိရင်ကျမတို့ရဲ့အခု warm space ရဲ့ chat box ကိုပဲလာရမယ်ကျမစီကနေပြီးတော့ရက်ချင်းယူမယ်ယူပြီးတဲ့အခါမှာကျမတို့ရဲ့စနစ်ကကြိုတင်ငွေလွှဲစနစ်နဲ့ရက်ချင်းအတီးပြုတ်ပြီးမှတာစေခန်းမှာကျမတို့ကစနစ်တကျတွေ့ဆုံဆွေးနွေးပြီးမှဖြစ်ပါတယ်အဲ့တော့လိပ်စာအနေနဲ့ပြောရမယ်ဆိုရင်တော့ဝင်းတုခအထုကုစေကံအမှတ်116နဲ့ပင်လုံလမ်းမကြီး35ရက်ကွက်35မှတ်တိုင်အနီးမြောက်တကုံမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ online ကနေပဲဖြစ်ဖြစ်လူတွေ့ပဲဖြစ်ဖြစ် counseling အနေနဲ့လာပြီးတော့ရင်ဖွင့်ဆွေးနွေးခြင်းနဲ့စိတ်သက်သာရာရခြင်းနဲ့လမ်းစာကိုရှာဖွေနေသူများအတွက်ကို warm space ကအမြဲကြိုဆိုနေပါတယ်အဲ့တော့ message box ကနေတဆင့်ကျမကိုဆက်သွယ်နိုင်ပါတယ်အဲ့တော့မဆက်သွယ်ခင်မှာဆိုလို့ရှိရင်ကျမရဲ့ profile ထဲမှာရှိတဲ့ pin post 3ခုကိုတေချာလေးကြည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲစိတ်ရောရုပ်ရောကျန်းမာချမ်းသာကြပါစေရှင်ကျေးဇူးတင်ပါတယ်